အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗာပြောသွားမလဲဆိုရင်ကတော့ကျွန်တော်တို့ YouTube တခြင်းတွေကိုနားထောင်တဲ့အချိန်ဒါမှမဟုတ်ကျွန်တော်တို့တရားနာတဲ့အချိန်ပဲပေါ့နော်ဘာပဲဖြစ်ဖြစ်ဗျာကျွန်တော်တွေကအတန်ပဲနားထောင်ခြင်းနဲ့ရုပ်ကိုမကြည့်ချင်ဘူးပေါ့နော်တချို့ဥစ္စာတွေကကျွန်တော်တို့တခြင်းနားထောင်ရဆိုရင်တခြင်းနားထောင်မှာအလုံးလုံးမဲ့လူတွေအတွက်ဆိုရင်ပို့တော့တင်တော်ပါလိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်ကတခြင်းပဲနားထောင်ခြင်းနဲ့အတန်ကိုမကြည့်ချင်ဘူးအမဟုတ်ဘူးကျွန်တော်ကအတန်ကိုပဲနားထောင်ခြင်းနဲ့ရုပ်ကိုမကြည့်ချင်ဘူးအဲဆိုကျွန်တော် phone screen ပေးမှာအလုပ်လုပ်ရှင်နေအဲဆိုဘယ်လိုလုပ်မလဲဆိုအောင်ကျွန်တော်ပြောပြပေးမယ်တကယ်လို့စိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးလိုက်ပါဟုတ်ကဲ့ဒီဗီဒီယိုလေးမစတင်ခင်မှာကျွန်တော် channel လေးကို subscribe မလုပ်ရတဲ့ရင် subscribe ကိုနှိပ်ထားပေးပါခင်ဗျာပြီးတော့ဆိုရင်တော့ဘေးနားခေါင်းလောင်းလေးကိုနှိပ်ထားပေးပါခင်ဗျာဟုတ်ကဲ့ကျွန်တော်ဗီဒီယိုအသစ်တင်တိုင်းတည်ရအောင်အပေါ်က all ပြန်နှိပ်ထားပေးပါခင်ဗျာโอเคကျွန်တော်တို့ဒီနားထောင်မယ်ဆိုရင်ကတော့ဒီ YouTube ထဲကနေမှတော့ကြည့်လို့တော့မရကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင်ကတော့နီလန်လေးကတော့ကျွန်တော်တို့ browser တစ်ခုခုရဲ့အကူအညီကိုယူရပါလိမ့်မယ်ကျွန်တော်တို့ Chrome browser ဖြစ်ဖြစ် Firefox ဖြစ်ဖြစ်ပဲ browser ဖြစ်ဖြစ်ဝင်လိုက်ပါဝင်ပြီးတော့ဆိုရင်ဒီနားနေ YouTube ထဲကိုတွားလိုက်ပါโอเคကျွန်တော်ရဲ့ဒီဖုန်းထဲမှာတော့ဘာလို့ဒီလိုမျိုးပေါ်နေလဲဆိုရင်ကတော့ဒီမှာကျွန်တော်ပြပေးမယ်ဒီမှာဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ကိုယ့်ရဲ့ account ကိုပြီးတော့ဆိုရင်ဒီနေရာမှာ mobile site တွေ့လားကျွန်တော်မှဒီလို mobile site ဖြစ်နေမိတ်ဆွေတို့စီမှာ desktop site ဆိုမှပြလိမ့်မယ် desktop site ဆိုတာပေါ်ရင် desktop site ကိုနှိပ်လိုက်ပါတကယ်လို့မပေါ်ဘူးဆိုရင်ဒီနေရာကနေအဆက်30 menu icon လေးကိုတစ်ချက်နှိပ်လိုက်ပြီးတော့ဆိုရင်ဒီကနေ desktop site ကိုရွေးပေးထားလိုက်ပါအဲဆိုရပါပြီအဲ့လိုရွေးပေးလိုက်ရင်ဒီလိုမျိုးကျွန်တော်မှပေါ်နေတယ်လို့မျိုးပေါ်လိမ့်မယ်မပေါ်ဆိုရင်ခုနကကျွန်တော်ပြောသလိုမျိုးလောက်လိုက်ပါပြီးတော့ဆိုရင်ကျွန်တော်တွေပဲဗီဒီယိုဖြစ်ဝင်လိုက်ပါကိုနားထောင်ချင်တဲ့ဥစ္စာကိုโอเคကျွန်တော် copyright မိမှာဆိုလို့ကျွန်တော်ရဲ့ channel ရောဗီဒီယိုပဲပြန်ပြပေးမယ်အဲ့တော့ကျွန်တော်ရွာ channel ထဲကိုဝင်လိုက်မယ်ပဲဗီဒီယိုဖြစ်ရတယ်ကျွန်တော်ကတော့โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပါပြောကျွန်တော်ဒီဗီဒီယိုလေးနဲ့စမ်းသပ်ပြပေးမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပါပြောပြသွားမလဲโอเคခိုင်းတော့ကျွန်တော်အတန်နဲ့ရှော့လောက်ကျွန်တော်တွေနားထောင်မယ်ပေါ့နော်ကိုနားထောင်ချင်တဲ့ဥစ္စာလေးကိုဖွင့်လိုက်ဖွင့်ပြီးတော့ဆိုရင်ကျွန်တော်တို့ဒီ home key ပေါ့နော်ဒီအလယ်က key လေးဒီဟာလေးနဲ့ပြန်ထွက်လိုက်ပါထွက်ပြီးတော့ဆိုရင်ဒီ notification bar လေးကိုဆွဲချလိုက်ဒီနေရာမှာဒီလိုမျိုးပေါ်နေလိမ့်မယ်အဲ့လားလေးကိုပလေးလိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပါပြောပြသွားမလဲဆိုရင်ကတော့โอเคအဲ့ဆိုရင်အဆင်ပြေပြီအခုကျွန်တော်ပြန် phone screen ကိုပြန်ပိတ်ပြမယ်ပေါ့နော်ဒါပေမဲ့တခုရှိတာပါဗျာ phone screen ကိုပိတ်လိုက်ရင်ကကျွန်တော်အခု record လုပ်နေတဲ့ဥစ္စာဟို record လုပ်လို့မရတော့သဘောပေါက်လားမသိကျွန်တော်ပြောတာတချင်ကနားထောင်လို့တော့ရတယ်ဒါပေမဲ့ကျွန်တော် record လုပ်နေတာပြတ်သွားလိမ့်မယ်အဲကြောင့်ကျွန်တော်screen ကိုမပိတ်ပြတော့ပိတ်ပြလို့တော့ရဒါပေမဲ့ဒီက record မလုပ်တော့ဘူးပေါ့နော်အဲတော့သဘောပေါက်မှကျွန်တော်နည်းနည်းရှင်းပြโอเคโอเคမိတ်ဆွေတို့စမ်းလုံးကြည့်ပါတကယ်လို့အဆင်မပြေကျွန်တော် comment ကနေပြန်ရေးပေးထားလိုက်ပါတကယ်အဆင်ပြေပါဖုန်းစကရင်ကိုပိတ်မှနားထောင်လို့ရတယ်ကျွန်တော်ကဒီ record လုပ်နေကြအောင်အဲကြောင့်ဖုန်းစကရင်မပိတ်တော့တာတကယ်လို့တခြားသိချင်တာလေးတွေရှိရင် comment မှာရေးဝင်ရောက်မေးမြန်းသွားလို့ရပါတယ်ခင်ဗျာကျွန်တော်လည်းတတ်နိုင်တော့ဖြေချပေးပါမယ်ပြီးတော့ဆိုရင်ကျွန်တော် channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe နှိပ်ထားပေးပါပြီးတော့ဆိုရင်အသစ်တင်တိုင်းတီးအောင်လို့ဘေးနားခေါင်းလုံးလေးပါတခါလေးနှိပ်ထားပေးလိုက်ပါโอเคနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်